ဒီအပိုင်းလေးမှာတော့ကျွန်တော်တို့ရဲ့ပစ္စည်းပို့ဆောင်တဲ့အဖွဲ့သားတွေဟာ Blindspot ဆိုတဲ့ကွင်းထဲမှာ30ရာစုရဲ့ဘာမှမသိတဲ့ကစားနည်းတစ်ခုကိုငုံငိုင်နဲ့ကြည့်နေရကစားတာပါ90ရာစုက Frank ကတော့ထုံးစံအတိုင်းဒီကစားနည်းကဘာလဲဆိုတာနားမလည်ပေမဲ့လီလာတို့3000ခုနှစ်ကလူတွေကတော့အာပါတရကိုအားပေးနေတာပေါ့အဲဒီနောက်မှာတော့ Planet Express ရဲ့စီးရင်ကိုင်ကြီး Hermes က Professor Fenwell တို့ကိုအခုပဲ Planet Express ရုံကိုလာကြဖို့ပြောပါတယ်အဲဒီနောက်ရုံးကိုရောက်သွားကြတဲ့အခါမှာတော့ Chapak 9ဆိုတဲ့ဂျိုကိုအရေးကြီးတဲ့ပစ္စည်းတစ်ခုတောက်ပို့ခိုင်းပါတော့တယ်ဒီဂျိုမှာထူးခြားတာကလူသားတွေကိုအယမ်းမုန်းတဲ့စက်ရုပ်တွေပဲနေတာပါသူတို့ရဲ့ဆောင်ဘုတ်ကလူသားတွေ့ရင်တပ်ပစ်လို့ဆိုပါတယ်ဒါကြောင့်ဘန်နာကိုမင်းမဲသွားလိုက်တော့လို့ပြောလိုက်တာပါဘန်နာကလည်းချက်ချင်းပဲငါကဘာလို့သွားရမှာလဲငါကိုကျုံလို့ခိုင်းနေတာပဲစက်ရုပ်တွေရဲ့ Roba Nuka ဆိုတဲ့ holiday ရှိကြောင်းနဲ့စက်ရုပ်အခွင့်အရေးဘာညာဆိုပြီးတော့ရှော့ပြောနေပေမဲ့နောက်ဆုံးမှာတော့ robot ကနှစ်ကောင်မရှိတာကြောင့်တစ်ကောင်တီးတော့ဘန်နာလည်းပစ္စည်းတော့ဖို့လုပ်ရပါတော့တယ်အဲဒီနောက်ဆ iam မကြီးလီလာလည်းဘန်နာတစ်ကောင်ကိုစက်ရုပ်ဂျူပေါ်ရောက်တဲ့အခါဘယ်လိုတွေနေထိုင်ရမယ်ဘာတွေပြောရမယ်ဆိုတာတွေကိုဩဇာတိရောင်းနေပါတော့တယ်ဒီလိုနဲ့ Robot Planet ကိုမသွားချင်တဲ့ဘန်နာတကောင်လေးရင်မော်ကဆင်ကပစ္စည်းသွားပို့ရပါတော့တယ်။စက်ရုပ်ဂျူပေါ်တိတ်မသွားချင်တဲ့ဘန်နာတကောင်ကတော့ဂျူပေါ်ရောက်တာနဲ့ပြန်ကိုပေါ်မလာတော့ပါဘူး။ Fry နဲ့လီလာတို့လည်းငါတို့သူမလုပ်ချင်တာကိုခိုင်းတာဆိုတော့သူစိတ်ပြေအောင်ချော့ကြမယ်ဆိုပြီးတော့ဘန်တာအတွက် Robot Nuka ဆိုတဲ့ပွဲလေးကိုကျင်းပပေးဖို့အတွက်ပြင်ဆင်ရင်းနဲ့စောင့်နေခဲ့ကြပေမဲ့2နာရီကြာတဲ့အထိဆက်သွယ်မရဘဲနဲ့ဗီဒီယိုဖိုင်တစ်ခုသာရောက်လာခဲ့ပါတယ်။ Frank ကဘန်နာပစ္စည်းပို့လို့ပြီးတဲ့အကြောင်းကိုပြောရလို့ထင်နေခဲ့ပေမဲ့တကယ်တမ်းဘန်တာစီကဗီဒီယိုဖိုင်ရောက်လာတဲ့အခါမှာတော့တောက်ပြဿနာတော့တက်ပြီးငါလူသားတွေနဲ့အလုပ်လုပ်နေတာကိုသူတို့တွေ့သွားကြပြီလို့အော်ဟင်းရင်းနဲ့ပဲအမှောင်ထဲပါသွားတာကြောင့် Fry နဲ့လီလာတို့လည်းမနေနိုင်တော့ဘဲနဲ့လိုက်ရှာဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ဒီဂျိုရဲကိုလူသားပုံစံတွေနဲ့ဝင်လို့မရတော့သူတို့နှစ်ယောက်တန်မုံတွေရေပိုက်တွေကိုတက်ကရုပ်ဖြတ်လိုက်ကြပါတော့တယ်။လီလာကတော့အဆင်ပြေပေမဲ့ Fry ကတော့တန်သစ်တာကြီးကိုကိုမာကက်ခေါင်းပေါ်မှာတန်အိုးကွက်ကြီးကိုစောင်းက robot လို့ကတက်တယ်ဆိုပြီးတော့ရှောက်လုပ်ပြနေခဲ့ပါတယ်။တကယ်3000ပြည့်နှစ်မှာဘယ်စက်ရုပ်ကမှသူ့လိုမလုပ်ကြတော့ပါဘူးဥပမာဘဏ္ဍကိုပဲကြည့်ပါဒီလိုနဲ့ Robot Planet ရဲ့အဝင်ဝမှာ Robot ဟုတ်မဟုတ်စမ်းသပ်တာကိုတောက်တိုလဲတွေဖြေကြရင်းနဲ့ပဲဝင်ခွင့်ရသွားပါတော့တယ်တကယ်စက်ရုပ်တွေကြားထဲမှာသူတို့ရဲ့ပုံစံကကြည့်လိုက်တာနဲ့တကယ်ကိုတိတာပြီးတော့ရည်ကျင်စရာကောင်းနေပေမဲ့အဲ့ဒီတွေကစက်ရုပ်တွေကတော့သတိမထားမိခဲ့ကြပါဘူးလမ်းမှာတွေ့သမျှစက်ရုပ်တွေကိုလည်းဆရာကြီးဘဏ္ဍပုံကိုလိုက်ပြကမိပါတော့တယ်ဒီလိုနဲ့ဆက်လျှောက်သွားကြရင်လည်း Fry ကရှူပေါက်ချင်လာတာကြောင့်လီလာကစက်ရုပ်မျိုးတော်မှာအိမ်သာမရှိတာကြောင့်အောင့်နာဖို့ပြောနေပေမဲ့ Fry တယောက်မအောင့်နိုင်တော့တာကြောင့်လီလာကအနီးမှာတွေ့ရဲ့အမိုက်ပုံးနောက်ကိုပဲသွားခိုင်းလိုက်ပါတယ်။အဲဒီနောက်စက်ရုပ်တစ်ကောင်ကိုမလိမ့်တပတ်လို့ရင်နဲ့အဆင်ပြေသွားပေမဲ့စက်ရုပ်ကထွက်လာတဲ့ဓာတ်ငွေကြောင့်လီလာတယောက်နှာချေမိသွားပြီးတော့လူသားဆိုတာရိမ့်မိသွားခဲ့ပါတယ်။အဲဒီလိုနဲ့နှစ်ယောက်သားဘစ်ကျွအောင်ထွက်ပြေးကြရင်နဲ့ရုပ်ရှင်ရုံတွေကိုရောက်သွားကြပါတော့တယ်။သူတို့ရဲ့ရုပ်ရှင်တွေထဲမှာလူသားဆိုတာဘလူးသေးကြီးတွေလိုပါပဲ။အဲဒီနောက် American Serial Killer ကားတွေတဲကမြင်းနေကြစက်ဝင်ခန်းနဲ့စထားပြီးတော့လူသားဆိုတဲ့ဘလူးကြီးကိုကွီးနေထူနိုင်အကွက်ကိုတုံးကဒုတ်တစ်ချောင်းနဲ့ကိစ္စတုပ်ပေးလိုက်ပါတော့တယ်။လူသားတွေဟာအရန်ကြောက်ဖို့ကောင်းတဲ့တတ်တော်ဝါတွေစက်ရုပ်သားတွေကိုဝါစားပြီးတော့အစာချေနိုင်တဲ့အစာချေစနစ်ရှိတယ်ဆိုပြီးတော့လေရုပ်ရှင်ထဲမှာထည့်ကဝါဒဖြန့်ထားခဲ့ကြပါတယ်။အဲဒီနောက်ရုပ်ရှင်ရုံတွေကအထွတ်လမ်းမှာတွေ့တဲ့စက်ရုပ်တွေကရုပ်ရှင်အကြောင်းမေးတဲ့အခါမှာ Fry တကောင်က romance တွေအရန်များပြီးတော့လူသက်ခန်းလည်းတိတ်မပါဘူးဆိုပြီးတော့ပေါက်ရတွေပြောကအာတိအောင်လိုက်ပါသေးတယ်။အဲဒီနောက်ညနေ9နာရီထိုးတဲ့အခါမှာတော့ Daily Devotion ဆိုတဲ့အခမ်းအနားတစ်ခုလုပ်နေတာကိုတွေ့လိုက်ရပါတယ်။စင်ပေါ်မှာစက်ရုပ်ခေါင်းဆောင်ကလူသားတွေကိုမုန်းကြောင်ဟောပြောနေတာပေါ့။ Fry ကသူ့တငယ်ချင်းဘန်တာမသိပဲကောင်းစားနေတာကိုကြည့်ရင်ဒီအတန်လေးကိုကြားရတာစိတ်ချမ်းသာလိုက်တာဆိုပြီးတော့တောက်တလဲတွေပြောနေပါသေးတယ်။အဲဒီနောက်သူကလူသားတွေကိုဘယ်လိုတတ်ရမလဲဆိုတာနဲ့လူသားတွေကိုတတ်ခဲ့တဲ့သူ့ရဲ့ကောင်အဖြစ်နဲ့စင်ပေါ်မှာပုံမြင်တွေလျှောက်ပြောပြီးတော့ idol တယောက်လိုနာမည်ကြီးနေတာပါ။သူ့ရဲ့နာမည်ကြီးဆောင်ပုံလေးဖြစ်တဲ့ By My Shiny Metal S ဆိုတဲ့အတန်ပါတဲ့သူ့ရဲ့ပုံစံတူအယုတ်လေးတွေကိုရောင်းရင်းအောင်ပတ်စံရှာနေသေးတာပါဒီလိုနဲ့မြို့ရဲကလူသား2ယောက်ကိုလိုက်ရှာနေတဲ့စက်ရုပ်တွေလည်းဟောပြောပွဲနားကိုရောက်လာကလာရှာကြပါတော့တယ်အဲဒီနောက်သူ့ရဲ့ကောင်းကြီးဘန်ဒါကအဆောက်အဦအဟောင်းထဲမှာရှိမရှိသူသွားကြည့်လိုက်အောင်မယ်လို့ပြောရင်းနဲ့ Fry တို့နဲ့တွေ့ကြပါတော့တယ်Fry တို့ကပြန်လိုက်ဖို့ပြောကြပေမဲ့ဆရာကြီးဘန်ဒါကတော့အောင်မြင်မှုကိုမမောပြီးတော့လှူစားလို့ကောင်းနေတာကြောင့် Fry တို့ကိုဖမ်းမမိခင်ပြန်သွားကြဖို့မောင်းထုတ်လိုက်ပါတယ်အဲဒီနောက်အဆောက်အဦထဲဝင်လာတဲ့စက်ရုပ်တွေကသူတို့ကိုတွေ့သွားကြတဲ့အခါစက်ရုပ်ခေါင်းဆောင်ကြီးကဘန်ဒါတယောက်မင်းတို့ကိုဖမ်းလိုက်ပြီဆိုပြီးတော့အောင်သက်သက်နဲ့ပြောလိုက်ရပါတယ်အဲဒီနောက်တရားရုံးမှာတရားစီရင်ကြပြီးတော့အဲ့ဒါစက်ရုပ်ကြီးတွေစီကိုပို့လိုက်ကြပါတော့တယ်အဲ့ဒါကြီးတွေကဘန်ဒါကိုဒါဆိုမင်းသစ္စာရှိချောင်းသက်သေပြဖို့အတွက်သူတို့ကိုကိုယ်တိုင်ကိုမြတ်ရမယ်လို့အမိန့်ပေးလိုက်ပါတယ်ဘန်ဒါက Fry နဲ့လီလာကိုကိုမြတ်ဖို့ပြင်ဆင်နေနေငါမှနှလုံးသားမရှိဘူးငါကစက်ရုပ်ပဲလို့အကျယ်ကြီးអော်နေပေမဲ့တကယ်တမ်းကျတော့မလုပ်နိုင်ခဲ့ပါဘူးသူကအဲ့ဒါစက်ရုပ်တွေဘက်ကိုပြန်လှည့်ကြည့်ရင်သူတို့ကငါတငယ်ချင်းတွေပါလူသားဆိုတာအန္တရာယ်မရှိပါဘူးဆိုပြီးတော့ရှင်းပြနေခဲ့ပေမဲ့လေအဲ့ဒါစက်ရုပ်ကြီးတွေကမင်းမသက်တော့လေငါတို့ကိုယ်တိုင်တက်ရတာပေါ့လို့ဆိုပြီးတော့ဘန်ဒါနဲ့ Fry တို့တငယ်ချင်းတွေကိုတတ်ဖို့လုပ်ပါတော့တယ်
အဲဒီနောက်သူတို့အဲ့ဒါစက်ရုပ်ကြီးတွေအလစ်မှာထွက်ပြေးကြပါတော့တယ်ဒီလိုနဲ့ထွက်ပြေးကြရင်လည်းစက်ရုပ်တွေကအနောက်ကလိုက်ကြတဲ့အခါမှာတော့ဘန်နာတကောင်ကသူ့ပို့ပေးရမယ့်ပစ္စည်းကိုမပို့ပေးရသေးဘူးဆိုတာကိုသတိထားမိသွားခဲ့ပါတယ်အဲဒီနောက်သူ့ပို့ပေးရမယ့်အထုပ်ကိုစက်ရုပ်တွေပေါ်ကိုပြစ်ချလိုက်တဲ့အခါမှာစက်ရုပ်တွေအကုန်ပြိုကျသွားပါတော့တယ်အဲဒီနောက်အမှန်တရားကြီးတစ်ခုပေါ်လာခဲ့ပါတယ်ဒါကတော့ချပတ်9ရဲ့ခေါင်းဆောင်တွေဟာလူသားတွေကိုမုန်းလို့မဟုတ်ဘဲနဲ့လူသားတွေကိုကြောက်လို့ဝါဒဖြန့်နေတာပါသူတို့ကလူသားတွေဟာပြန်လာပြီးတော့စက်ရုပ်တွေကိုကျွံပြူးလိုက်မယ်ဆိုပြီးတော့သူတို့အချင်းချင်းကြောက်အောင်ခြောက်လန့်ထားတာပါရင်ပေါ်ရောက်တော့ဘန်ဒါကဒီတစ်ခေါက်ကအကောင်းဆုံးရိုဘာနူကာပဲလို့ပြောလိုက်ပါတယ်ဒီလိုနဲ့3ယောက်သား Happy ရိုဘာနူကာကိုဆိုကစက်ရုပ်ကတွေကိုကကြရင်နဲ့ဇလန်လေးကပြီးဆုံးသွားပါတယ်ဒီအပိုင်းနဲ့မှာရိုဘာနူကာဆိုတာဟာလူသားတွေရဲ့ပြက်ကလေးမော်ကပျော်ပွဲရွှင်ပွဲတွေရဲ့အားလျက်ပိတ်ရက်ရှည်လိုပဲစက်ရုပ်ပြက်ကလေးတွေကစက်ရုပ်တွေရဲ့အားလျက်ရှည်တစ်ခုပါပဲဒီအပိုင်းဟာကဘာပေါ်ကလူသားချင်းခွဲခြားဆက်ဆံမှုတွေကိုဟာတာနှောပြီးတော့တော်တော်လေးကိုထီထီမိမိတည်ရောထားတာမို့လို့ Futurama ရဲ့အကောင်းဆုံးအပိုင်းတွေကတစ်ခုလို့ပြောလို့ရပါတယ်နောက်ပြီးတော့ဘန်ဒါရဲ့အတ္တကြီးပေမဲ့စိတ်ရင်းကောင်းတဲ့ဇာတ်ရိုက်ကိုအကောင်းဆုံးပြသခဲ့တဲ့အပိုင်းလေးလည်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် subscribe လေးလုပ်ထားကြဖို့မမေ့နဲ့အောင်နော်အပိုင်းတွေနဲ့ပြန်လာခဲ့ပါမယ်မြောင် Universe TV ပါ